coffee စစ်တောက်မယ်ဆိုရွှေရငန် coffee လေးဝယ်ပြီးတော့ဒီ espresso လောက်တဲ့ဒီရင်နွေးအိုးလေးနဲ့လေလောက်မယ်ပေါ့နော်ကြည့်လိုက်ကြပါဦးကဲသူ့ရဲ့အကန့်ပါတဲ့ထဲမှာရွှေရငန်က coffee လေးတွေကိုထည့်ပြီးပါပြီရေးထည့်ဖို့ကြံသေးတယ်နော်ကဲရင်နွေးလေးထည့်ပါတယ်ပြီးတော့လို့ရှိရင်ဒါလေးထည့်ပါမယ်ပြီးရင်ပြီးဖို့တင်ပြီးတော့လုပ်ပေးပါမယ်ကဲပြီးဖို့ခဏတင်ထားလိုက်ပါပြီရင်တွေစုလာရင်ဘာဖြစ်မလဲကြည့်အောင်အဲဒီလိုချိန်ခဏလေးအတွင်းမှာ coffee လေးတွေထွက်လာနောက်ဆုံး result လေးဘယ်လိုလေးဖြစ်လာမလဲကြည့်ကြမယ်နော်ကဲနည်းလေးတော်တော်မွေးနေပါပြီလို့ကဲ coffee jar လေး coffee လေးငွေလေးထွက်ထောင်းမွေးကဲဒါကိုထည့်ကြည့်လိုက်မယ်ရှေ့ကြီးဗျာနာတကယ်ရှေ့ကြီးပါလို့